မင်္ဂလာပါခင်ဗျာခုတစ်ခေါက်ကျွန်တော်ပြောချင်တာကတော့စာစကားပေစကားကဏ္ဍကနေပြီးတော့မှဗမောဆရာတော်ဟောကြားစာစကားကောင်းစဉ်ဖြစ်ပါတယ်ဆရာတော်ကမြင်းဝင်တိုက်ကိုသတင်းသုံးဖို့ရောက်နေတဲ့အချိန်ပေါ့မြင်းဝင်တိုက်ကိုသတင်းသုံးဖို့ရောက်နေတဲ့အချိန်မှာသူနဲ့ဥပဇင်းတွေပေါ့နော်သူကဥပုပ်ပြုတ်ခေါ်တယ်ဗျယဟန်ပြိုတွေယဟန်တွေပေါ့နော်ယဟန်တွေဟိုမျိုးပေါ့စုပြီးတော့စာဆွေးနွေးတာတရားဆွေးနွေးတာဖြစ်ဖို့များပါတယ်ကျွန်တော်လည်းဒီတန်ဃာတွေဥပုပ်ပြုတ်တာကိုကောင်းကောင်းမသိဒါစာရဲဖတ်ရတာတော့ယဟန်တန်ဃာတွေစုပြီးတော့မှဥပုပ်ပြုတ်ကြတယ်ပေါ့အဲ့လိုဥပုပ်ပြုတ်ကြတာကသူကဥပုပ်နေ့တွေမှာပြုတ်တာဟိုမှာလာဇန်းရှိရဲ့လာစုပ်ရှိရဲ့လာပြေးလာကွယ်ပေါ့ပေါ့တခါတော့ဥပုပ်နေ့ပေါ့နော်အဲ့ဒီဥပုပ်နေ့မှာတော့ဆရာတော်ဥပန္တိတပေါ့သူကတော့အဲ့ဒီအချိန်ကတော့ယဟန်ပြိုပြီယဟန်ပြိုသူကဥပုပ်ပြုတ်ဖို့လို့ရောက်မလားအဲ့တော့ဥပန္တိမှာဘာဖြစ်နေလဲဆိုတော့ပေါင်ချမ်းမှာပွေးတွေပေါက်ရားနာတယ်ပေါက်တော့ကုတ်တော့ပါဗျာကုတ်တော့သွေးတွေထွက်ရားရကုတ်တော့လည်းလက်စိတ်တွေတက်ဦးစင်းလေးခင်ဗျာမလဲတာမလောင်းတာမနေနိုင်မထိုင်နိုင်ဖြစ်တာပေါ့အဲ့လိုဖြစ်နေတာဆိုတော့ဒီဥပုပ်ပြုဖို့ကိုမကြွနိုင်အဲ့တော့ခါတိုင်းဥပုပ်ပြုဖက်တန်ဃာတွေကဘာဖြစ်လို့မလာပါလဲမသိဘူးကဲကိုရင်တပါဥပန္တိကိုတော့ပင့်ကြီးဥပန္တိဘာလို့မကြွလဲအဲ့တော့မကိုရင်လေးတပါဥပန္တိကိုတော့ပင့်တာပေါ့အရှင်ဖေဟာထားကိုတော်တွေကအရှင်ဖေဟာကိုပင့်ခိုင်းလိုက်ပါတယ်ဖေဟာဥပုပ်ပြုအရှင်ဖေဟာကြွခဲ့ပါအေးကိုရင်လေးခဏဆောင်ဆိုပြီးတော့အဲ့မှာပေရွက်နဲ့ကင်းညက်နဲ့ယူပြီးကောက်ပြီးတော့သူကစာချိုးတပုတ်လက်တန်းရေးပြီးတော့ကိုရင်ဒါဥပုပ်ပြုမဲ့ဦးစင်းတွေကိုကတ်လိုက်ပါအဲ့တော့ကိုရင်လေးကလည်းဥပန္တိပေးလိုက်တဲ့ပေးစာလေးယူပြီးတော့မှအရှင်ဖေဟာဥပန္တိကတော့ဒီစာလေးရေးပေးလိုက်ပါတယ်ဖေဟာဆိုတော့ဦးစင်းတစ်ပါးကကောက်ယူဖတ်ကြည့်အဲ့တော့ရှိနေတဲ့ဘေးနားမှာရှိနေတဲ့အခြားယဟန်တန်ဃာတွေရောကိုရင်တွေရောဥပုပ်တွေလည်းရှိကောင်းရှိမှာပေါ့နော်အဲ့ဒီမှာဥပန္တိရေးပေးလိုက်တဲ့လက်တန်းစာချုပ်ကျွန်တော်အခု
ရွတ်ပြပါမယ်အတွင်းရားလိုက်ပါပြီဖင်ကြားကပွေးခွက်တွေဇုံကုတ်ကထိုင်လို့ညင်းပြီးတော့တီးမှမပြေစိတ်တလေသေးပါဟဲ့လရှိပန်တိတမှာပွေးတွေဆွဲလိုက်တာလဲသေးလူနီးကောင်းလိုက်တဲ့စာချုပ်လက်တန်းချိုးနော်လက်တန်းစာချုပ်လေးဘယ်လောက်ကောင်းလဲဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးတွေသဘောကျနှစ်သက်ကြတယ်ဆိုရင် like subscribe like comment like follower လုပ်ခဲ့ပေးကြပါလို့ဒီတိုင်းရခံပါတယ်အကယ်၍ကျွန်တော်အခုပြောတာတွေကိုသဘောမတွေ့မိနစ်ချိုက်ဘူးဆိုရင်လေကွန်မန့်မှာရေးပြီးတော့ဆွေးနွေးနိုင်ပါတယ်လို့ပြောကြရင်းနဲ့ပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ကိုလည်းအလင်းတင်တယ်လို့တင်ပေးသွားမှာပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကို